အားလုံးမင်္ဂလာပါဘူးပြောနေတာဒေါ်ကြီးဖြစ်ပါတယ်ဆရာကြီးနဲ့ဒေါ်ကြီးနဲ့ပေါင်းပြီးတော့လိန်စားနေပါတယ်လို့ပြောတယ်လူတွေအတွက်ဆရာကြီးကိုခွင့်ပြုချက်ဆရာကြီးနဲ့တွေ့ဖို့ဆရာကြီးကြီးမှာခွင့်ပြုချက်တောင်းထားတယ်နော်အဲ့ဒါ12 နာရီခွဲလောက်တော့ဆရာကြီးနဲ့ဘုတ်ကရင်ထားတွေ့လို့ရမယ်နော်အဲ့ဒီကြားလို့ရှိရင်ဒေါ်ကြီးကထပ်ပြီးတော့လိုင်းထွင်ပေးပါအောင်မယ်ဘာလို့လဲဆိုတော့ဆရာကြီးနဲ့ဒေါ်ကြီးနဲ့ပေါင်းပြီးလိန်စားနေတယ်လို့ပြောလို့ဆရာကြီးကိုကျွန်မသွားကတော့မှာဟိုတယ်မှာဒီမှာဟိုတယ်တွေ့လားဟိုတယ်တော့မရှိမှာဟိုတယ်ကိုရောက်တော့မယ်ကျွန်မ12 နာရီခွဲကိုဆရာကြီးနဲ့တွေ့ဖို့ဘုတ်ကရင်ထားတယ်နော်အဲ့ကြရင်ဆရာကြီးခွင့်ပြုချက်ရရင်ကျွန်မပြန်ပြီးတော့လိုက်ထွင်ပေးပါမယ်လို့ကျွန်မဟိုတယ်ရှိကိုဆင်းတော့မှာပါမရှိမှာဟိုတယ်နော်ဆရာကြီးနဲ့ကျွန်မဆရာကြီးကခွင့်ပြုချက်ပေးတဲ့အခါကျရင်ကျွန်မထပ်ပြီးတော့လိုက်လေးထွင်ပေးပါအောင်မယ်လို့ဆရာကြီးနဲ့တွေ့ဆုံပြီးတင်ပေးပါမယ်လို့နော်အခုကျွန်မဟိုတယ်ကိုဆင်းတော့မှာမလို့ပါလို့ဒီမှာဟိုတယ်ဆရာကြီးနဲ့ချိန်တာဒီဟိုတယ်ပြီโอเคမင်္ဂလာပါကျွန်မဆရာကြီးဦးကောင်းမြတ်အခန်းကိုရောက်တော့မှာပါနော်ဆရာကြီးဦးကောင်းမြတ်စီမှာကျွန်မခွင့်ပြုရတောင်းဒီဗီဒီယိုဖိုင်လေးကိုတင်ထားတာပါကြော်မသွားပါနဲ့ဆရာကြီးနဲ့တွေ့ဆုံတာလေးပါရိုက်တင်ပေးပါမယ်နော်ဟုတ်ကဲ့မင်္ဂလာပါဘယ်လိုတွေ့ကြလဲဆရာကြီးဦးကောင်းမြတ်နဲ့တွေ့ချင်လို့ပါဘုတ်ကရင်ထားတယ်တနားရီပဲဟောဒီဟုတ်ကဲ့ဟုတ်ကဲ့ဝင်ရပါနော်ဟုတ်ကဲ့ဆိုတော့ဒီမှာထိုင်ပါလားဟုတ်ကဲ့ပါမဒီဗီဒီယိုရိုက်ခွင့်ပေးတယ်ဆိုတာကဘယ်သူကရိုက်ခိုင်းလို့ရိုက်ခွင့်ရိုက်တာလဲပါဆရာကြီးဦးကောင်းမြတ်စီခွင့်တောင်းဆရာကြီးကမက်ဆီမှာခွင့်တောင်းပါရဟုတ်ကဲ့ပါဗျာဟုတ်ကဲ့မင်္ဂလာပါဆရာကြီးမင်္ဂလာပါဆရာကြီးဟုတ်ကဲ့ပါဒေါ်ကြီးသေးကဆရာကြီးနဲ့တွေ့ကြတယ်ဆိုလို့ဘုံကြီးချိတ်ထားတယ်ဆိုလို့ဟုတ်ကဲ့ဒေါ်ကြီးတို့ကတနားရီပဲဘုံကြီးချိတ်ထားတယ်လေဟုတ်ကဲ့ပါဆရာကြီးဟုတ်ကဲ့ပါဒေါ်ကြီးသေးဦးရောက်နေပါတယ်ဆရာကြီးဟုတ်ကဲ့ပါဆရာကြီးဟုတ်ကဲ့ဒေါ်ကြီးမှာရေးတော့ဘူးမင်္ဂလာပါတော်ကြီး ဆရာမင်္ဂလာပါ မင်္ဂလာပါကြည့်ရအောင်လားနော် ဟုတ်ကဲ့ပါဆရာဆရာကိုသိချင်တာဆရာဒီမှာနေကြည့်လို့အမှန်ဘူးလားဟုတ်ပြီဟုတ်ဆရာကိုနားတော့တာဟုတ်ပြီကြောတာမလိုပါဘူးဆရာကမင်းတွေ့ကျင်တယ်ဆိုလို့အတော်တို့ဘက်ကနေတွေ့ကျင်တယ်ဆိုကျွန်တော်ကတွေ့ဆုံပွဲလေးလုပ်ပေးတာဟုတ်လားဆရာနဲ့လည်းငွေကိုတော့ဆရာတို့လက်ထပ်ခံပေးတယ်နော်မလိုဘက်ကနေပြောတော့လေဆိုတာဆရာတို့